စင်တမ်းမခွဲကြပဲလုံခြုံခွင့်ပိုင်ဆိုင်ခွင့်နဲ့ကိုယုံကြည်ရာတွေးများနဲ့ယုံကြည်ခွင့်ထုတ်ဖော်ခွင့်နဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့အလုံးတန်တူပဲယုံကြည်ရပ်တည်လွတ်လပ်ခြင်းနဲ့ရှင်သာရပ်တည်မြတ်တာခြင်းနဲ့ယုံကြည်ရပ်တည်လွတ်လပ်ခြင်း